ကပ်မှာမြန်မာစာမှန်ဘူးဒီလိုမျိုးမြန်မာစာမှန်တဲ့ဟာကိုမြန်မာစာမှန်အောင်ဘယ်လိုလုပ်အောင်မလဲဆိုတာကိုဒီဗီဒီယိုမှာပြောပြပေးပါမယ်မြန်မာစာမှန်အောင်မြန်မာဖောက်တွေကိုတိကျရွေးတက်ဖို့လိုပါတယ်ပေါ့နော်ဒီလိုမျိုးမြန်မာစာမှန်အောင်အဲ့ဖောက်တွေကိုဘယ်ရယူရလဲပြီးတော့အဲ့ဒီမြန်မာဖောက်တွေကိုကပ်မှာဘယ်လိုထည့်ရလဲစတဲ့အချက်အားလုံးကိုဒီဗီဒီယိုမှာပြောပြပေးသွားမှာပါဒါကြောင့်မလို့ဗီဒီယိုကိုမကြော်ပဲအဆုံးထိကြည့်ပေးပါပထမဆုံးမြန်မာဖောက်တွေကိုဘယ်ရတောင်းရလဲဆိုတာကိုပြောပြပေးပါမယ် Telegram ထဲဝင်လိုက်ပါမယ် Telegram ထဲမှာ Solin Dash Official ဆိုပြီးတော့ရိုက်ချလိုက်ပါမယ်ကျွန်တော်ရဲ့ Telegram Channel မှာမြန်မာဖောက်တွေကိုတင်ထားပေးထားပါတယ်အဲ့ဒီမြန်မာဖောက်တွေကိုအကောလုံးကို down ထားလိုက်ပါ down ပြီးပြီဆိုရင်ကျွန်တော်တို့ CapCut ထဲကိုသွားပါမယ် new video ကိုနှိပ်ပါမယ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ background တစ်ခုခုကိုရွေးလိုက်ပါမယ်ရွေးပြီးသွားပြီဆိုရင်အကိုနှိပ်ပါမယ်အနှိပ်ပြီးတာနဲ့ကျွန်တော်တို့ background ရွေးထားတဲ့ဟာလေးကို CapCut ထဲကိုရောက်လာမှာဖြစ်ပါတယ်အဲ့ဒါပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာအောက်ဆုံးမှာရှိတဲ့ touch ကိုနှိပ်ပါမယ် touch ကိုနှိပ်လိုက်တာနဲ့ကျွန်တော်ဒီအောက်မှာကျွန်တော်ဒီမှာ add touch ဆိုတာရှိတယ် add touch ကိုနှိပ်ပါမယ်နှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီလိုမျိုးစာမျက်နှာပေါ်လာမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ down ထားတဲ့ဒီမြန်မာဖောက်တွေကိုကျွန်တော်တို့ဒီမှာထည့်ပေးရမှာဖြစ်ပါတယ်အဲ့ဒီမြန်မာဖောက်တွေကိုထည့်ဖို့ကျွန်တော်တို့အရင်ဆုံးဘာလုပ်ရမလဲဆိုရင်ကျွန်တော်တို့ဒီမှာဖောက်နေရှိတယ်ပေါ့နော်ဒီနားလေးမှာကျွန်တော်တို့ဖောက်ဆိုပြီးရေးထားတာဖြစ်ပါတယ်ဒီဖောက်ကိုနှိပ်လိုက်ပါမယ်ဒီဖောက်ကိုနှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီနေရာမှာဖောက်နေကိုထည့်ပြရမှာဖြစ်ပါတယ်ဒီနေရာမှာဖောက်နေထည့်ဖို့ဒီအကြောင်းလေးကိုကျွန်တော်တို့ဒီလိုမျိုးတွန်းပါမယ်ပေါ့နော်ဒီလိုမျိုးတွန်းပေါ့နော်ဒီနေရာမှာကျွန်တော်တို့ဘာရှာရမလဲဆိုရင်ကျွန်တော်တို့ my font ဆိုတာမျိုးကိုရှာရမှာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာရှေ့ဆုံးမှာ my font ဆိုတာတွေ့တယ်ပေါ့နော်ဒီ my font ကိုကျွန်တော်တို့နှိပ်လိုက်ရမှာဖြစ်ပါတယ်ဒါဆိုရင်နှိပ်လိုက်ပါမယ်နှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာ add ဆိုတာရှိရပေါ့နော်ဒီမှာ plus add ဆိုတာရှိတယ်ဒါလေးကိုတစ်ချက်နှိပ်ရမှာဖြစ်ပါတယ်ဒါဆိုရင်နှိပ်လိုက်ပါမယ်နှိပ်ပြီးတာနဲ့ကျွန်တော်တို့ဒီမှာအပေါ်က language ပေါ့နော်အောက်မှာကျွန်တော်တို့ဒီမှာ my font ဆိုတာရှိတယ်ပေါ့နော်ဒီ my font ကိုဒီမှာနှိပ်လိုက်ပါမယ်နှိပ်လိုက်ရင်ကျွန်တော်တို့ဒီမှာတခါတည်း file manager ထည့်ရောက်လာမှာဖြစ်ပါတယ်ပေါ့နော်ဒီလိုမျိုး file manager ထည့်ရောက်လာပြီဆိုရင်ခုနကကျွန်တော်တို့ Telegram နဲ့ down ထားတဲ့ font တွေကိုဘယ်မှာ down ထားလဲဆိုတာကိုအရင်ဆုံးတွက်ကြည့်ရမှာဖြစ်ပါတယ်ပေါ့နော်အဲဆိုရင်ကျွန်တော်တို့ဒီမှာ menu နှိပ်ပါမယ်menu နှိပ်ပြီးရင်ဒီလိုမျိုးပေါ်လာမှာဖြစ်ပါတယ်ပေါ့နော်အဓိကပြောချင်တာကဒီနေရာမှာကျွန်တော်တို့ Telegram နဲ့ down ထားတဲ့ font တွေကိုဘယ်မှာ down ထားလဲဆိုတာလေးကိုအရင်ဆုံးဒီ file ထဲကိုဝင်ပြီးတော့ကိုယ့်ဘာကိုစေ့ထားရမှာဖြစ်ပါတယ်ပေါ့နော်ဒါမှကိုကဘယ်နာမှာစေ့ထားလဲဆိုတာလေးကိုမှတ်မိအောင်ဖက်ပါတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော် down ထားတဲ့ဟာက file manager ဖြစ်တဲ့အတွက်ကိုကျွန်တော်ဒီမှာ file manager ကိုနှိပ်လိုက်ပါမယ်ဒီမှာ internet story လားဒါမှမဟုတ်မှာ story လားဆိုတာလေးကိုပေါ်တာဖြစ်ပါတယ်။ဒီနေရာမှာကျွန်တော် story ထက်မှာ down ထားတာမို့လို့ story ကိုနှိပ်လိုက်ပါမယ်။ပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာ down ထားတာဖြစ်ပါတယ်ပေါ့နော်ဒီမှာ CapCut font ဆိုပြီးတော့ down ထားတာဖြစ်ပါတယ်။ဒီ CapCut font ကိုတစ်ချက်နှိပ်လိုက်ပါမယ်။နှိပ်ပြီးတာနဲ့ဒီလိုမျိုးပေါ်လာမှာဖြစ်ပါတယ်။ဒါတွေကကျွန်တော်တို့မြန်မာ font တွေဖြစ်ပါတယ်ပေါ့နော်။ဒီမှာကျွန်တော် down ထားတဲ့မြန်မာ font ကတော့ဒီမှာ2 4 6 9ခုပေါ့နော်ဒီထက်ကကျွန်တော်မြန်မာ font တွေကိုဒီမှာဒီလိုမျိုးရွေးလိုက်ပါမယ်ပေါ့နော်ဒီမှာကတော့ကျွန်တော်တစ်ခုချင်းစီပဲရွေးလို့ရမှာဖြစ်ပါတယ်ပေါ့နော် select all ဆိုပြီးတော့မှတ်လို့မရပါဘူးဒါကြောင့်မလို့ဒီမှာတစ်ခုကိုရွေးလိုက်တယ်ရွေးပြီးတော့ကျွန်တော်ဒီအောက်ဆုံးမှာ okay ရှိတယ်ပေါ့နော်ဒီ okay ကိုတစ်ချက်နှိပ်လိုက်ပါမယ် okay ကိုနှိပ်လိုက်နှိပ်ပြီးကျွန်တော်ဒီမှာ font တွေကိုဒီမှာရောက်လာပြီဖြစ်ပါတယ်ပေါ့နော်ဒီလိုမျိုးပဲကျွန်တော်ဒီမှာ9ခုလုံးကိုဒီမှာထည့်ပါမယ်အကိုနှိပ်ပါမယ်နှိပ်ပြီးတော့ကျွန်တော်ဒီမှာ my font နှိပ်ပါမယ်နှိပ်ပြီးကျွန်တော်ဒီမှာ menu နှိပ်ပါမယ် menu နှိပ်ပြီးကျွန်တော်ဒီမှာ file manager ကိုနှိပ်ပါမယ်နှိပ်ပြီးတာနဲ့ဒီမှာ story ကိုနှိပ်ပါမယ်နှိပ်ပြီးတာနဲ့ကျွန်တော်ဒီမှာ CapCut font ကိုနှိပ်ပါမယ်ဒါဆိုရင်ကျွန်တော်ဒီမှာ2ခုထည့်ပြီးပြီဆိုရင်နောက်တစ်ခုထည့်ပါမယ်ဒီလိုမျိုးလေးနှိပ်လိုက်နှိပ်ပြီးတော့ကျွန်တော်ဒီမှာ okay လို့နှိပ်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်ဒီမှာ3ခုရပြီဖြစ်ပါတယ်ပေါ့နော်ဒီလိုမျိုးတွေပဲကျွန်တော်တို့ font တွေကိုဒီမှာအကုန်ထည့်ထားမှာဖြစ်ပါတယ်ဒါဆိုရင် font ထည့်ပြီးပြီဆိုရင်ဒီ font ကမှန်လားမှားလားဆိုတာလေးကိုကျွန်တော်အခုရေးပြပေးပါမယ်ဒီနေရာမှာဒီလိုမျိုးလေးစာအုပ်ပုံမှန်ရေးမယ်ဆိုရင်ဒီလိုမျိုးလေးအမှားလေးထွက်လာမှာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ဒီ font ကိုကျွန်တော်တို့မှန်အောင်ဘယ်လိုလုပ်ရမလဲဆိုရင်ခုနနေရာကိုကျွန်တော်တို့ထပ်သွားပါမယ်ပေါ့နော်ဒါဆိုရင်ခုနနေရာမှာကျွန်တော်တို့ my font ဆိုတာရှိတယ်ပေါ့နော်ဒီ my font ကိုနှိပ်လိုက်ပါမယ်နှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာမြန်မာ font ကိုရွေးထားတဲ့ဟာလေးကိုတစ်ချက်နှိပ်ပါမယ်ဒါဆိုရင်ဒီမှာကျွန်တော်တို့မြန်မာ font တွေကိုဒီမှာမှန်လာပြီဖြစ်ပါတယ်ပေါ့နော်ဒီလိုမျိုးတွေပဲဒီမှာကျွန်တော်တို့ font တွေကိုဒီမှာမှန်အောင်လုပ်လို့ရမှာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ CapCut မှာမြန်မာစာမှန်လာပြီဖြစ်ပါတယ်ပေါ့နော်အားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ရအောင်